လူဆိုတာအားနဲ့နေသမျှပြေဆုံးခြင်းဆိုတဲ့ကံတရားမျောလင်းရင်မောင်းနေအချိန်ရှိတိုင်းပြောစရာတွေပဲတို့တွေးဖို့မလွယ်တော့လေတယောက်ထိန်ငါထိချမ်းရင်ခုန်တဲ့နေစလဲစားအချက်နဲ့မုံဒီလာနဲ့တွေ့ကြလေပိုင်ရင်မဆုံး